နွားလေးဟာမနက်စောကြီးထပ်ပြီးပြေးနေပါတယ်အချိန်မှနွားဟာလေးကျသွားပါတယ်ပြီးတော့မိကြီးတဲ့ဟန်နီအလင်းရောင်ထွက်လာပြီးနွားဟာအိုက်ထဲဝင်သွားပါတယ်ထိုးနောက်နွားလေးဟာဖားတိုင်းပြီးရောက်ရှိသွားပါတယ်တစ်ဖက်မှာတော့ဖားဘရင်ဟာနွားလေးကို TV ကနေကြည့်နေပါတယ်ပြီးတော့သူ့လူတွေကိုပြောတယ်နွားကိုခေါ်လာခဲ့သူပဲငါညီကိုလွတ်အောင်ကဲနိုင်မယ်ဆိုပြီးပြောပါတယ်ထိုးနောက်ဖားတွေကလည်းနွားကိုဖမ်းဖို့လင်ရင်နဲ့သွားပါတယ်ခဏကြာတော့ဖားတွေဟာရောက်ရှိသွားကနွားကိုဖမ်းလိုက်ပြီးသူတို့နဲ့အတူနန်းတော်ကိုခေါ်သွားပါတယ်ခဏကြာတော့နန်းတော်ကိုရောက်တော့မိဖားဘရင်ပါမင်းလူပြေးကလာတာမလားနွားကလည်းဟုတ်တယ်ငါ့ကိုဘာလို့ဖမ်းတာလဲလို့ပြောတယ်ဖားဘရင်ကလည်းငါညီကိုလူဆိုးတွေက20ရှိပြီးဖမ်းထားတယ်ဆိုပြီးပြောပါတယ်နွားကလည်းဘယ်မှာဖမ်းထားတာလဲငါကူညီပေးမယ်လို့ပြောပါတယ်ဖားဘရင်ကမနှက်ပြန်ကြရင်အတုံပြောပြမယ်လို့ပြောပါတယ်နောက်နေ့ကျတော့ဖားဘရင်ကပြောတယ်ငါညီကိုဖမ်းထားတဲ့သူကကာလီကင်းမေးဖြစ်ပါတယ်သူ့နန်းတော်ကတော့အမြင့်ကြီးမှာစောက်ထားတယ်ဆိုပြီးပြောပါတယ်အဲ့ကိုတော့ဖို့ကအန်ဒရေတော်တော်များတယ်ဆိုပြီးရှင်းပြပါတယ်ထို့နောက်နွားနီဟာ